ကလေးငယ်များ၏ဖွံ့ဖြိုးမှုမှတ်တိုင်များသူများလက်မှ6လအထိဘေဘီလေးများသူများမှတလဘေဘီလေးတွေကတော့ခေါင်းကိုအနှဲငယ်ကျနိုင်စာပြုလာပါတယ်အတန်များကိုတုံ့ပြန်တက်ပြီးပြုစုဆောက်ရှောက်သူ၏အတန်ကိုမှတ်မိသည်နှစ်လဘေဘီလေးတွေကတော့စတင်ပြုံးပြတက်လာတဲ့ social smile ပစ္စည်းများကိုမျက်စိဖြင့်လိုက်ကြည့်နိုင်လာတဲ့။ဦးအားအားမြည်တမ်းလေးများ cooing sounds စတင်ပြုလုပ်လာတဲ့။3လဘေဘီလေးတွေကတော့ခေါင်းကိုပုံမထိန်နိုင်လာတဲ့။လူနှင့်အပြန်အလှန်ဆက်ဆံရသည်ကိုနှစ်သက်လာတဲ့။လက်ကလေးများကိုစတင်လှုပ်ရှားတက်လာတဲ့။4လဘေဘီလေးတွေကတော့ခေါင်းကိုငြိမ်အောင်ထိန်းထားနိုင်တဲ့။အတန်ထွက်၍ရင်မောတက်လာတဲ့။အယုတ်များကိုလှမ်းယူရန်ကြိုးစားလာတဲ့။5လဘေဘီလေးတွေကတော့မှောက်လျက်အနေထားမှပက်လက်အနေထားသို့စတင်မှောက်ခုံလှိမ့်နိုင်လာတဲ့ပစ္စည်းများကိုစုပ်ကိုင်နိုင်လာတဲ့လက်ကလေးများကိုအသုံးပြု၍ပတ်ဝန်းကျင်ကိုစတင်စူးစမ်းတက်လာတဲ့6လဘေဘီလေးတွေကတော့အမိပြု၍ထိုင်နိုင်လာတဲ့ဘေဘီလေးရဲ့အမိခေါ်လိုက်တာနဲ့ကိုသိပြီးတုံ့ပြန်တက်လာတဲ့စကားသံဘလုံးမထွေးများစတင်ပြောဆိုလာတဲ့မှတ်ချက်ကလေးတဦးနှင့်တဦးဖွံ့ဖြိုးမှုနှုန်းမှာတယောက်နှင့်တယောက်မတူညီပဲကွဲပြားနိုင်ပါတယ်ရှင်